ဇလန်းရဲ့စမှာတော့နင်ဂျာခင်းတော်နဲ့ပြီးတော့လူရိုင်းအဖွဲ့ဆိုတာရှိပါတယ်ပြီးတော့လူရိုင်းအဖွဲ့ကနင်ဂျာခင်းတော်ကိုတင်းချင်ပေမဲ့လူရိုင်းအဖွဲ့ကနင်ဂျာခင်းတော်ကိုမနိုင်ပါဘူးပြီးတော့ဒီတစ်ခါတော့သူတို့တိုက်ဖို့ကြံနေပါတယ်ပြီးတော့လူရိုင်းအဖွဲ့ရဲ့ခေါင်းဆောင်ကော်စီလာကြီးသွားပါတော့တယ်ပြီးတော့နင်ဂျာခင်းတော်ရဲ့ဘယင်ကသူတို့လာတိုက်နေအောင်တန်းတီးသွားပါတယ်ပြီးတော့သူတို့ရဲ့အဖွဲ့သားတွေကိုလွတ်လိုက်ပါတယ်ပြီးတော့သူတို့ရဲ့အဖွဲ့သားတွေကစချပါတော့တယ်ပြီးတော့နင်ဂျာနီအောင်ကဇွန်ဘီတကောင်ကိုကန်လိုက်ပါတယ်ပြီးတော့မွေလူသားဓာတ်နဲ့ခုတ်ဖို့လုပ်ပါတယ်ပြီးတော့နင်ဂျာနီအောင်ကပဲဓာတ်လိုက်ပါတယ်ပြီးတော့နင်ဂျာဝါရောင်ကသူ့ရဲ့စွမ်းအားရည်နဲ့လိုက်တိုက်ပါတယ်ပြီးတော့ဒိုင်နိုဆောကမြင်ပြီးသူ့လိုက်ကြိုက်ပါတယ်ပြီးတော့သူ့ရဲ့ခြေထောက်ကိုလာကြိုက်လိုက်ပါတယ်ပြီးတော့နင်ဂျာဖြူအောင်ကပဲဒိုင်နိုဆောကိုလာတိုက်ခိုက်ပါတယ်ပြီးတော့နင်ဂျာဝါရောင်နောက်တစ်ကောင်ကဇွန်ဘီကိုလိုက်ဆင်းပါတယ်ပြီးတော့ဒိုင်နိုဆောကစိတ်တူကြီးထလာပါတယ်ပြီးတော့ဒရိုမနိုင်တော့ဆိုပြီးဒရိုနဲ့အနောက်ပြန်ဆုတ်လိုက်ကြပါတယ်ပြီးတော့ဒိုင်နိုဆောကလည်းပြေးပါတော့တယ်ပြီးတော့ဒိုင်နိုဆောက Minecraft လူသားတယောက်ကိုတွေးလိုက်ပါတယ်ပြီးတော့ Minecraft လူသားနဲ့ပူးပေါင်းမှုလုပ်ကြပါတယ်ပြီးတော့ Minecraft လူသားကလည်းလက်ခံလိုက်ပါတယ်ဒီဗီဒီယိုကတော့ဒီလောက်ပါပဲနောက်နေ့ကျမှဘိုင်းတွေကိုတင်ပေးတော့ပါမယ်